မင်္ဂလာပါရှင်ဒီနေ့ကသမီးတငယ်ချင်းတွေလာတာမို့လို့နန်းကြီးတုပ်လုပ်ပါတယ်ပထမဦးဆုံးစက်သွန်ဖြူနီးစီတက်ပါတယ်ပြီးရဲ့အခါကျမနံပြရည်လေးတစ်စုံထည့်လိုက်ပါတယ်အဲ့စီတက်လိုက်တဲ့အနံ့ကိုကြိုက်လို့ပေါ့နော်ပြီးတော့ဒီနေ့ကစတိမက်ကနေပြီးတော့ကြက်ကြိတ်သားလေးတွေဝယ်လာတာရှိလို့ကြက်ကြိတ်သားလေးတွေကိုထည့်ပါတယ်ပြီးတော့စားအရသာမုတ်ကလေးထည့်တယ်သူ့ကိုနည်းနည်းတော့အလေးလုပ်ထားတယ်ပေါ့နော်တုပ်အောင်မမို့လို့ပြီးတော့ကျမချက်ချိတ်သားလေးတွေမလောက်မှဆိုတယ်နန်းကြီးတုပ်ဖက်ကလည်းများတယ်ပေါ့နော်အဲ့တော့သူတို့ကောင်းကောင်းလေးစားရအောင်ဆိုပြီးတော့ကျမချက်ရင်ပုံလေးတစ်ခုပြုတ်ထားတာလေးရှိရဲအဲ့ဒါလေးကိုလှီးပြီးတော့ထည့်ပြီးတော့တဲထားလိုက်ပါတယ်ရှင်တေးသေးချာချာလေးသားတွေနူပြီးရတာလေးဝင်သွားပြီစီပြန်လာပြီဆိုရင်ကျမပွဲပြင်ပါတယ်ရှင်ဒါကတော့အမေနဲ့ယောက်ျားအတွက်အရင်ဆုံးတုပ်ပြလိုက်ပါတယ်မုတ်ဖက်ကိုရင်နှွေးဖြောထားပါတယ်ချက်သားစီတက်ထည့်တယ်ပဲမှုတ်ကောင်းကောင်းထည့်တယ်စားအရသာမုတ်ထည့်တယ်ပြီးလို့ရှိရင်တက်မြသီးလေးညစ်ပါတယ်ရှင်တေချာလေးနှက်ဆက်သားအောင်နေပြီးတော့အရသာတေချာလေးလုပ်ပြီးပြီဆိုလို့ရှိရင်သူပဲပြင်ပါတယ်မုတ်ချွတ်မရှိတဲ့အတွက်ကြောင့်မလို့ဒီနေ့ကတော့စားလေးခွေပေါ်ကအချုပ်ကလေးတင်ထားပါတယ်ပြီးတော့နန်းနန်းပင်လေးနဲ့ပေါ့နော်သူကိုအပေါ်ကစက်သားအရည်လေးပါထပ်ပြီးတော့ဆန်ပေးထားပါတယ်ကျဲဥပြုတ်ကလေးနဲ့ပါရှင်စားကောင်းကြပါစေကျေးဇူးများတင်ပါတယ်